သွေးဆုံးချိန်ဟာ relationship ကိုထိခိုက်စေနိုင်ပါသလားသွေးဆုံးခြင်းကအချစ်ရေးနဲ့အိမ်အောင်ရေးကိုပြတ်ပြားစေမှာတော့မဟုတ်ပါဘူးဒါပေမဲ့သွေးဆုံးချိန်မှာရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုကောင်းကောင်းကင်တွယ်မဖြေရှင်းနိုင်ရင်ဆက်ဆံရေးတွေကိုခက်ခဲတင်းမာစေနိုင်ပါတယ်။ဒါကြောင့်ဟော်မုန်းအပြောင်းလဲတွေရဲ့တက်ရောက်မှုကိုလေ့လာကြည့်ရအောင်။ Menopause ဆိုတာဘာလဲ။ Menopause မိရသွေးဆုံးခြင်းမိရသွေးဆုံးခြင်းဟာအမျိုးသမီးတဦးရဲ့မျိုးပွားမှုတက်တန်ကုံဆုံးခြင်းကိုကိုစားပြုတဲ့သဘာဝဇီဝဖြစ်စဉ်တစ်ခု natural biological process ဖြစ်ပါတယ်။ပုံမှန်အားဖြင့်ရာသီလာခြင်းမရှိဘဲ12လကြာပြီးနောက်မှာ menopause လို့အမည်တက်နိုင်ပါတယ်။ menopause ဟာပုံမှန်အားဖြင့်အသက်45နဲ့55ကြားမှာဖြစ်လေရှိတဲ့အသက်အရွယ်ရလာခြင်းရဲ့ပုံမှန်အစိတ်အပိုင်းတစ်ခုပါ။ဒီကာလအတွင်းမှာခန္ဓာကိုယ်ကဟော်မုန်းအပြောင်းလဲတွေကိုတိတိကျကျခံစားရပြီးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဒီချိန်မှာအမျိုးသမီးတဦးရဲ့သားဥအိမ်ဟာမျိုးဥထုတ်ခြင်းကိုရပ်တန့်လိုက်ပြီး estrogen နဲ့ progesterone ဟော်မုန်းအများစုကိုထုတ်လုပ်ပါတယ်။ဒီဟော်မုန်းပြောင်းလဲမှုတွေဟာရင်ပူခြင်း၊ညာဘက်ချွေးထွက်ခြင်းနဲ့စိတ်အတက်အကျအပြောင်းလဲမြန်ခြင်းအပါအဝင်အမျိုးသမီးတွေရဲ့ sex drive နဲ့ organism ရရှိနိုင်ဖို့အပြောင်းလဲတွေကိုကြုံတွေ့ရနိုင်ပါတယ်။သွေးဆုံးခြင်းကသဘာဝဖြစ်ရိုးဖြစ်စဉ်တစ်ခုဆိုပေမဲ့အမျိုးသမီးတိုင်းအတွက်တော့စိန်ခေါ်မှုတစ်ရပ်ပါပဲ။သွေးဆုံးခြင်းဟာအသက်အရွယ်ရလာခြင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ရုံသာမကပါဘူး relationship ကဏ္ဍတိုင်းကိုတိတိကျကျထိခိုက်စေပါတယ်။သွေးဆုံးခြင်းနဲ့အတူဖြစ်ပေါ်လာတဲ့ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေကိုရင်ဆိုင်ဖို့ခက်ခဲနိုင်ပါတယ်။ဒီပြောင်းလဲမှုတွေကလုပ်ဖော်ကံဘက်မိသားစုတငယ်ချင်းတွေနဲ့ဆက်ဆံရေးအပေါ်တက်ရောက်မှုရှိနိုင်ပါတယ်။ဒီအဖက်ဟာအမျိုးသမီးတိုင်းအပေါ်ခြားနားတဲ့တက်ရောက်မှုအမျိုးမျိုးရှိလာနိုင်တာဖြစ်လို့တက်ရောက်မှုတွေကိုသတိထားစောင့်ကြည့်ဖို့အရေးကြီးပါတယ်။သွေးဆုံးချိန်မှာဖြစ်ပေါ်လာတဲ့အပြောင်းအလဲတွေကိုကြိုးကြိုးတင်တင်နားလည်နိုင်တယ်ဆိုရင်ဒီလက္ခဏာတွေကိုစီမံခန့်ခွဲအပြေရှာပြီးကျန်းမာတဲ့ healthy relationship ကိုထိန်းသိမ်းဖို့အချိန်မီလှုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။သွေးဆုံးချိန်က relationship အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ physical symptom ရုပ်ပိုင်းဆိုင်ရာလက္ခဏာများမိရဲ့သွေးဆုံးခြင်းလက္ခဏာတွေကမျိုးသမီးတဦးရဲ့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေုံသာမကသူမရဲ့လက်တွဲပေါ်နဲ့ဆက်ဆံရေးတွေကိုပါထိခိုက်စေနိုင်ပါတယ်။ဥပမာရင်ပူတာညဘက်ချွေးထွက်များတာတွေကအိပ်စက်ခြင်းကိုအနှောက်အယှက်ဖြစ်စေနိုင်ပြီးစိတ်တူဒေါသထွက်လွယ်တာပင်ပန်းနွမ်းနေတာတွေကိုဖြစ်စေနိုင်ပါတယ်။အိပ်စက်ခြင်းဆိုင်ရာပြဿနာတွေကြောင့်အမျိုးသမီးတွေကသူတို့ရဲ့လုပ်ဖော်ကိုင်ဘက်တွေနဲ့ပွဲလန်းသပင်တွေလှုပ်ရှားမှု activity တွေမှာပါဝင်ခြင်းစိတ်မရှိတော့ဘဲအထီးကျန်ခြင်းနဲ့စိတ်ဓာတ်ကျခြင်းတွေကိုခံစားရနိုင်ပါတယ်။သွေးဆုံးချိန်မှာ estrogen နဲ့ progesterone ပမာဏလျော့ကျသွားပြီးဘေးဟော်မုန်းဖြစ်တဲ့ androgen ကိုတိုးစေပါတယ်။အဲဒါကြောင့်သပင်ပါလာစေတဲ့အမျိုးသမီးတယောက်ရဲ့ confidence level ကိုထိခိုက်စေနိုင်ပါတယ်။အသားအရည်ခြောက်သွေးတာအသားအရောင်မွဲခြောက်တာအရည်ပြားပါလာတာတွေလည်းဖြစ်လာနိုင်တာကြောင့်အသားအရည်ကိုလည်းပြစ်မထားပဲကောင်းမွန်တဲ့အသားအရည်ထိန်းသိမ်းမှုတွေကိုလှုပ်ဆောင်ပေးသင့်ပါတယ်။ emotional symptom ရုပ်စိတ်ပိုင်းဆိုင်ရာလက္ခဏာများစိတ်တက်ကြမြန်တာစိုးရိမ်ပူပန်တာစိတ်တက်ကြတာတွေကစိတ်တူခြင်းဝမ်းနည်းခြင်းတွေကိုဖြစ်စေပြီး relationship မှာစိန်ခေါ်မှုတရက်ဖြစ်လာစေပါတယ်။အဲ့ဒီအပေါ်မှာမူတည်ပြီးနားလည်မှုလွဲတာရင်းခုန်တာတွေနဲ့အချိတ်အဆက်ပြတ်သွားတဲ့ခံစားချက်မျိုးကိုဖြစ်ပေါ်စေနိုင်ပါတယ်။သွေးဆုံးချိန်မှာ self esteem နဲ့ confidence လျော့နည်းသွားတဲ့အခါ relationship မှာအမျိုးသမီးတဦးရဲ့လိုအပ်ချက်နဲ့ဆန္ဒတွေကိုဖော်ပြနိုင်စွမ်းကိုထိခိုက်စေနိုင်တာဖြစ်လို့မျိုးသိထားရခြင်းနဲ့မကျေနပ်ချက်တွေဖြစ်ပေါ်လာပြီးဆက်ဆံရေးတင်းမာလာစေနိုင်ပါတယ်။ပင်ပန်းနေတာနဲ့စွမ်းရည် energy နဲ့ပါတာတွေကိုသွေးဆုံးချိန်ကိုကူးပြောင်းခြင်းမတိုင်မီသွေးဆုံးချိန်ကာလအတွင်း
သွေးဆုံးပြီးနောက်ပိုင်းတွေမှာကြုံတွေ့ရနိုင်ပါတယ်။ဒီဖြစ်စဉ်ဟာအမျိုးသမီးတဦးရဲ့ပုံမှန်လှုပ်ဆောင်မှုတာဝန်ဝတ္တရားတွေကိုထိခိုက်စေနိုင်ပြီးသူမရဲ့ပတ်ဝန်းကျင်ရှိလူတွေနဲ့သက်ဆိုင်ရေးကိုလည်းအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အမျိုးသမီးတွေနဲ့သူတို့ရဲ့လက်တွဲဖော်တွေအနေနဲ့ဒီကာလအခုအပြောင်းအလဲမှာအချင်းချင်းပွင့်ပွင့်လင်းလင်းပြောဆိုဆက်ဆံပြီးပတ်မိုးကူညီဖို့အရေးကြီးပါတယ်။ Communication ဆက်သွယ်ရေးပွင့်ပွင့်လင်းလင်းရိုးရိုးသားသားရှိပါဒါမှကိုဖြစ်နေတာခံစားနေရတာတွေကိုတစ်ဖက်သားကနားလည်ပေးနိုင်မှာပါ။တွေးဆုံးချိန်ကာလဟာကိုယ့်ရဲ့ဆက်ဆံရေးအပေါ်ဘယ်လိုတက်ရောက်မှုရှိလဲဆိုတာပြောပြဖို့မကြောက်ပါနဲ့။ဒီကာလအတွင်းပွင့်လင်းရိုးသားတဲ့ဆက်သွယ်မှုကအရေးကြီးပါတယ်။ကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့အတွေ့အကြုံတွေကိုလက်တွဲပေါ်ကိုမျှဝေသိနေလို့လက်တွဲပေါ်ဖြစ်သူကလည်းတေချာနားထောင်ပြီးကုညီပံ့ပိုးမှုတွေကိုလှုပ်ဆောင်ပေးသင့်ပါတယ်။ကိုယ့်ရဲ့ခံစားချက်စိုးရိမ်ပူပန်မှုတွေကိုမျှဝေပြီးလက်တွဲပေါ်နဲ့အတူဖြေရှင်းပါ။ Education ပညာရေးသွေးဆုံးချိန်နဲ့အကျိုးသက်ရောက်မှုအဖက်တွေအကြောင်းလေ့လာတာကလက်တွဲပေါ်နှစ်ဦးကြားမှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ဘယ်လိုဖြေရှင်းရမယ်ဆိုတာကိုပုံမနားလည်ဖို့ကူညီပေးပါတယ်။စာအုပ်တွေ၊ဆောင်းပါးတွေနဲ့ sport group တွေရှိပါတယ်။စကဲကိုဂယူဆိုင်မှုမျိုးသမီးတွေအနေနဲ့ဒီကာလအတွင်းကိုဂယူဆိုင်မှုကိုဦးစားပေးသင့်ပါတယ်။လုံလောက်အနားယူတာကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားသုံးတာလေ့ကျင့်ခန်းပုံမှန်လုပ်တာတွေပါဝင်ပါတယ်။ကိုယ့်ရဲ့လက်တွဲပေါ်ကလည်းဒီလှုပ်ရှားမှုတွေကိုအားပေးကူညီတယ်ဆိုရင်အကောင်းဆုံးပါပဲ။ Patient စိတ်ရှည်သည်းခံမှုဒီကာလအတွင်းစိတ်ရှည်သည်းခံမှုကိုမရှိမဖြစ်လိုအပ်ပါတယ်။မိရသွေးဆုံးခြင်းဆိုတာကစိန်ခေါ်မှုတွေနဲ့ရှည်လျားတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။အမျိုးသမီးတွေဟာအပြောင်းအလဲတွေကိုရင်ဆိုင်ဖြေရှင်းဖို့နည်းလမ်းတွေကိုရှာဖွေနေတဲ့အခါမှာလက်တွဲပေါ်ရဲ့စိတ်ရှည်သည်းခံမှုကိုလည်းလိုအပ်ပါတယ်။ဇုံတွဲတွေအနေနဲ့စိန်ခေါ်မှုအချိန်ကာလအတွင်းဒီနည်းလမ်းတွေကိုအသုံးပြုပြီးခိုင်မြဲတဲ့ဆက်ဆံရေးကိုဆက်လက်ထိန်းသိမ်းကကြော်ဖြတ်နိုင်ပါတယ်။သွေးဆုံးချိန်ဟာအမျိုးသမီးတဦးရဲ့တသက်တာမှာကြုံတွေ့ရမယ့်အခက်အခဲဆုံးသောပြောင်းလဲမှုတစ်ခုဖြစ်ပါတယ်။တချို့အမျိုးသမီးတွေဟာမိရဲ့သွေးဆုံးချိန်အတွင်းလွတ်လပ်မှုနဲ့စွမ်းရည်အသစ်တွေကိုတွေ့ကြုံခံစားနိုင်ပေမဲ့အချို့ကတော့ကမောက်ကမဖြစ်စဉ်တွေခံစားရပါတယ်။အပြောင်းအလဲတွေကိုရင်ဆိုင်ဖို့ရုန်းကန်လှုပ်ရှားက struggle လုပ်ကြရပါတယ်။သွေးဆုံးချိန်မှာအိမ်အောင်ရေးစိတ်ကြည်နမှုကျဆင်းတာ၊ကွာရှင်းနိုင်ခြင်းတိုးလာတာနဲ့အခြားသောဆက်ဆက်ပြဿနာတွေဖြစ်ပေါ်စေနိုင်တယ်ဆိုတာသူတေသနာပြုချက်တွေအရသိရပါတယ်။ဒါပေမဲ့လည်းသွေးဆုံးချိန်မှာကြုံတွေ့ရတဲ့အတွေ့အကြုံတွေကအမျိုးသမီးတဦးနဲ့တဦးကွဲပြားခြားနားမှုတွေရှိပါလိမ့်မယ်။အမျိုးသမီးအားလုံးဒီတိုင်းကြုံတွေ့ရလိမ့်မယ်လို့တထစ်ချာမှတ်ယူလို့တော့မရပါဘူး။သင်ဒါမှမဟုတ်သင်ရဲ့လက်တွဲပေါ်ကသွေးဆုံးချိန်အတွင်းဆက်ဆံရေးအခက်အခဲတွေကြုံတွေ့နေရတယ်ဆိုရင်တော့ပွင့်လင်းလင်းဆွေးနွေးအဖြေရှာပြီး health professional therapist counselor တွေစီကအကူအညီရယူဖို့အရေးကြီးပါတယ်။